Hello ပဲမင်္ဂလာပါ Wine Elephant Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Wine Elephant Channel ရဲ့ founder ရဲရင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျွန်တော်ပရိသတ်များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကရုံးသမားတွေရောအိမ်မှာနေတဲ့ပေါ့နော် lifestyle မှန်တဲ့လူတွေအတွက်ကိုရောကျွန်တော်ကဒီပေါ့ lifestyle share ရဲ့ပုံစံမျိုးလေးကိုကျွန်တော်ပြောပြပေးချင်တာဖြစ်ပါတယ်ခင်ဗျာဒီဟာတွေကကြတော့ကျွန်တော်ရဲ့ဘဝတွေ့ကြုံနေနဲ့ရောပြီးလို့ရှိရင်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေရဲ့နေထိုင်မှုပုံစံတွေရောပေါ့နော်ဒါတွေကိုပေါင်းစပ်ပြီးတော့ကျွန်တော်ကဗီဒီယိုလေးပေါ့နော်အတူလေးလုပ်ပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာဒါတော့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုဆုံးထိကြည့်ပေးပါဦးဗီဒီယိုမကြည့်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်သားပေးဖို့တက်ကိုလည်းကျေးဇူးတင်စွာနဲ့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်အောင်နော်အဲဆိုရင်တော့ကျွန်တော်တို့ပေါ့နော်ဒီ lifestyle မှာဥပမာနေမြာဒီဘက်ခေတ်မှာပေါ့2025ခုနှစ်မှာပေါ့အရန်ကမှအလုပ်များရတယ် lifestyle busy lifestyle ပေါ့နော်ဒီလိုမျိုးထဲမှာကျင်လည်နေကြတာများပါတယ်ခင်ဗျာကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရောကျွန်တော်ကိုယ်တိုင်ရော busy lifestyle ထဲမှာရှိတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကကိုချင်းစာပြီးတော့ပေါ့နော်ဒီလိုမျိုးလေး sharing လုပ်မယ်ဆိုပြီးတော့ကျွန်တော်အတွေးလေးပေါ့နော်ဝင်လာတဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်လိုက်ချင်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့ရုံးသမားတွေဖြစ်ဖြစ်ပေါ့နော်အိမ်မှာပဲbusy မာမီလိုပဲဖြစ်ပေါ့နော်ဒီလိုမျိုးပုံစံဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါဦးခင်ဗျာအရင်ဆုံးအနေနဲ့ကျွန်တော်ရုံးသမားတွေပေါ့နော်ရုံးသမားတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီရုံးသွားရုံးပြန်ပြီးလို့ရှိရင်ကျွန်တော်တို့ lifestyle မှာဒီအထိုင်များတဲ့ lifestyle တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့မဖြစ်မနေပေါ့နော်တရက်ကိုခြေလမ်း1000ပြည့်အောင်ရှောက်ပေးဖို့အတွက်ကိုလိုအပ်ပါတယ်ဗျာခြေလမ်း1000ကိုကျွန်တော်တို့ရှောက်ဖို့တော့အချိန်မလောက်ဘူးဆိုလို့ရှိရင်ခွဲပြီးတော့လည်းရှောက်လို့ရပါတယ်ခင်ဗျာဥပမာအနေနဲ့ရုံးသွားတယ်ဆိုလို့ရှိရင်ရုံးနဲ့အိမ်နဲ့တိတ်မဝေးဘူးဆိုလို့ရှိရင်တော့လမ်းလျှောက်သွားတာမျိုးပေါ့နော်ကျွန်တော်တို့ဘတ်စကားစီးတာမဟုတ်ဘဲနဲ့လမ်းလျှောက်ပြီးတော့မိနစ်30လောက်ဝေးတဲ့ခရီးဆိုလို့ရှိရင်ကျွန်တော်လမ်းလျှောက်သွားလိုက်တယ်ဆိုလို့ရှိရင်ဒါတော်တော်လေးဥမာခြေလမ်းပေါ့နော်400ခြေလမ်းပေါ့နော်4-5000လောက်ရသွားမယ်အနေထားဖြစ်ပါတယ်ခင်ဗျာခြေလမ်းလျှောက်တဲ့နေရာမှာလည်းကျွန်တော်တို့ကဒီစကားတပြောနဲ့လျှောက်တာမဟုတ်ဘဲနဲ့ကတ်သွက်လေးလျှောက်တာဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်ခင်ဗျာပို့လဲခရီးရောက်မှာပေါ့နော်မြင်ဆန်လေးရောက်သွားဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီမှာအိမ်မှာနေတဲ့လူတွေဆိုရင်လည်းအဲ့လိုပဲဗျာအိမ်မှာနေတဲ့ဆိုရင်ကျွန်တော်ဈေးသွားတာတို့ပေါ့နော်တခုဝယ်စရာချမ်းစရာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်သွားလို့ရှိရင်စပိန်တို့ဆိုင်ကယ်တို့မစီးဘဲနဲ့ကားတို့မစီးဘဲနဲ့ကျွန်တော်လမ်းလျှောက်သွားနိုင်တဲ့နေရာဆိုလမ်းလျှောက်သွားမယ်ပြီးလို့ရှိရင်အပေါ်ထက်တွေဘာတွေကိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ on အတက်ဆင်းကိုလေးလုတ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တီးတန့်ကြီးဗျာလမ်းလျှောက်เสียမလို့ပဲနဲ့ခြေလမ်း1000အော်တိုပြီးသွားဖြစ်ပါတယ်ခင်ဗျာခြေလမ်း1000ဆိုလို့ရှိရင်ကျွန်တော်တို့အရန်ဟိုမှာအဆင်ပြေတဲ့ပေါ့နော် lifestyle တစ်ခုပေါ့နော်ပြီးတော့ဥမာညာဆိုင်သမားတွေပေါ့နော်ညာဆိုင်ဆင်းတဲ့လူတွေအနေနဲ့လည်းကျွန်တော်ပြောချင်တာပေါ့နော်အဲ့ချိန်နဲ့တခြားသူတွေနဲ့ပုံမှန်မဟုတ်ဘဲနဲ့ပြောင်းပြန်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အလုပ်ထဲမှာပဲပုံမှန်လမ်းလျှောက်ပေးတာလမ်းလျှောက်နေတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့အဆင်ပြေအောင်ပေါ့နော်ကျွန်တော်ကထိုင်များတဲ့အလုပ်တွေဆိုလို့ရှိရင်တော့ပေါ့နော်တနာရီခြားတစ်ခါလောက်ပေါ့နော်ကျွန်တော်တွိုင်းလက်သွားတာဖြစ်ဖြစ်ပေါ့နော်တွိုင်းလက်သွားတဲ့ခရီးကျွန်တော်လမ်းလျှောက်ရတယ်လေဗျာနော်ပြီးလို့ရှိရင်အလုပ်ပြန်လုပ်သွားဆိုလို့ရှိရင်ကျွန်တော်လမ်းလျှောက်ပြီးတော့သွားမယ်ပေါ့နော်အရန်ဝေးတဲ့နေရာတွေရောကျွန်တော်မဆိုလိုပါဘူးအရန်ပေါ့နော်မဝေးဘူးမိနစ်30လောက်ပဲသွားတဲ့နေရာတွေဆိုလို့ရှိရင်တော့ဒီလမ်းလျှောက်သွားတာလို့ဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလှုပ်စေချင်ပါတယ်ခင်ဗျာဒီလိုလှုပ်ချင်အားဖြင့်ကျွန်တော်တို့ရဲ့ lifestyle မှာနေ့စဉ်နေ့တိုင်းပေါ့နော်ခြေလမ်း1000ရှောက်ဖြစ်မှာဖြစ်ပါတယ်ခင်ဗျာအလုပ်ပေးရမှာဆိုရင်လည်းကျွန်တော်တို့ကဒီအပြင်ထွက်ပြီးတော့ဒီပန်းချံတို့ဘာလို့မှဖြစ်ဖြစ်ဥမာဂျင်ဆော့တဲ့လူတွေဆိုရင်လည်းဂျင်မှာပေါ့နော်ခြေလမ်း1000ပြည့်အောင်လမ်းလျှောက်တာတို့ပြီးလို့ရှိရင်တခြားပေါ့နော်4ဝန်3လေ့ကျင့်ခန်းတွေလောက်တာတို့လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ lifestyle မှာအရန်ကိုမှဒီစင်ပြေတဲ့ lifestyle လေးဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာဒီလိုလိုက်လို့ခြင်းအပြင်ကျွန်တော်မိတ်ဆွေများအနေနဲ့ကျမ်းမာရေးကောင်းမွန်လာမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ lifestyle အရင်အထက်ပို့ပြီးတော့ပေါ့နော်တာယာဆူပြေလာမယ်ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင် lifestyle လေးကိုပြင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအထိုင်များတဲ့ lifestyle မဟုတ်ဘဲနဲ့ဒီနေ့ကိုခြေလမ်း1000ပြည့်အောင်ရှောက်မယ်ဆိုတဲ့စိတ်လေးထားပြီးတော့ရှောက်ကြည့်စေချင်ပါတယ်ခင်ဗျာရှောက်ကြည့်ဖို့လည်းတိုက်တွန်းပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် channel လေးကိုအမြဲတမ်းကြည့်ရှုပေးနေတဲ့ပရိသတ်များကိုလည်းကျွန်တော်ကဒီနေ့ကနေပြီးတော့အနူးညော့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးရဲ့အဆုံးမှာတော့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်သေးဘူးဆိုရင် subscribe လုပ်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ဘေးမှာ notification bell လေးကိုလည်းနှိပ်ထားပြီးတော့ဒီအသစ်တင်တဲ့ဗီဒီယိုလေးတွေကိုကြည့်ပေးပြီးတော့အမြဲတမ်းအားပေးပါဦးလို့ပြောချင်ပါတယ်ခင်ဗျာ
အများကြီးကျေးဇူးတင်ပါတယ် see you the next video